အဲ့တော့ဘုန်းကြီးတို့တွေကိုယ့်ကိုယ်ပြန်စဉ်းစားကြည့်တို့တွေကုသိုလ်ကောင်းမှုလုပ်ခဲ့လားလုပ်ခဲ့သည့်အတွက်ကြောင့်လူဘဝရလာလူဘဝရလာတဲ့အခါမှာမျက်စိနာနာလျာကိုယ်လို့ဆိုတဲ့အင်္ဂါရက်တွေဟာပြည့်ပြည့်စုံစုံအကြောင်းနဲ့ကျိုးကောင်းတဲ့ဆိုးကိုသိစွမ်းနိုင်တဲ့အသိပညာကောင်းတဲ့စကားလားဆိုးတဲ့စကားလားခွဲခြားသိနိုင်တဲ့ဉာဏ်ပညာနဲ့ပြည့်စုံပြီးပညာရည်တွေကိုစီးပူးအားထုတ်နိုင်တဲ့အနေအထားတစ်ခုလူဘဝမှာလူပီတိတတ်ဖြစ်လာတာကိုကုသိုလ်ကောင်းမှုလုပ်ခဲ့လို့ပဲဆိုတာထင်ရှားတယ်ပေါ့။ဘာဖြစ်လို့လဲဆိုကုသိုလ်မရှိဘဲနဲ့လူမဖြစ်နိုင်တာအမေကခေါ်ယူလာတာမဟုတ်ဘူးအဖေကခေါ်ယူလာတာမဟုတ်ဘူးကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်မှလူဘဝရလာကုသိုလ်ကောင်းမှုကပို့ပေးလိုက်တာတခါတရံသားသမီးက